ကျွန်တော်是被我剪了头发ကျွန်တော်是被我没剪头发ငါတို့ဘောလုံးကန်ခဲ့တယ်我们踢了足球ငါတို့ဘောလုံးမကန်ခဲ့ပါဘူး我们没踢足球ကျွန်တော်စာဖတ်ခဲ့တယ်我读了书ကျွန်တော်စာမဖတ်ခဲ့ဘူး我没读书သူထမင်းချက်ခဲ့တယ်他做了饭သူထမင်းမချက်ခဲ့ဘူး他没做饭သူမရေကဲမုတ်စားခဲ့တယ်他吃了冰淇淋သူမရေကဲမုတ်စားခဲ့ဘူး他没吃冰淇淋မင်းစာအုပ်ဝယ်ခဲ့လား你买了书吗မင်းစာအုပ်မဝယ်ခဲ့ဘူးလား你没买书吗ကျမဝတ်လျှော်ခဲ့တယ်我洗了衣服ကျမဝတ်မလျှော်ခဲ့ဘူး我没洗衣服သူဖုန်းပြောခဲ့တယ်他打了电话သူဖုန်းမပြောခဲ့ဘူး他没打电话ကျွန်တော်ရုပ်ရှင်ကြည့်ခဲ့တယ်我看了电影ကျွန်တော်ရုပ်ရှင်မကြည့်ခဲ့ဘူး我没看电影သူမလည်းဖက်ရည်တောက်ခဲ့တယ်他喝了茶သူမလည်းဖက်ရည်မတောက်ခဲ့ဘူး他没喝茶ငါတို့တချင်းဆိုခဲ့တယ်我们唱了歌ငါတို့တချင်းမဆိုခဲ့ဘူး我们没唱歌သူအိမ်ပြန်ခဲ့တယ်他回了家သူအိမ်မပြန်ခဲ့ဘူး他没回家ကျွန်တော်ရေချိုးခဲ့တယ်我洗了澡ကျွန်တော်ရေမချိုးခဲ့ဘူး我没洗澡သူစာမေးပွဲအောင်ခဲ့တယ်他通过了考试သူစာမေးပွဲမအောင်ခဲ့ဘူး他没通过考试ကျွန်တော်အလုပ်လျှောက်ခဲ့တယ်我申请了工作ကျွန်တော်အလုပ်မလျှောက်ခဲ့ဘူး我没申请工作ကလေးတွေ game ဆော့ခဲ့တယ်孩子们玩了游戏ကလေးတွေ game ဆော့ခဲ့ပါဘူး孩子们没玩游戏ကျွန်တော်စာရေးခဲ့တယ်我写了信ကျွန်တော်စာမရေးခဲ့ဘူး我没写信သူတို့ပကြီးဆွဲခဲ့တယ်他们画了画သူတို့ပကြီးမဆွဲခဲ့ဘူး他们没画画သူမအိပ်ခဲ့တယ်他睡了觉သူမမအိပ်ခဲ့ဘူး他没睡觉သူတို့စားတော့ဆိုင်သွားခဲ့တယ်他们去了餐厅သူတို့စားတော့ဆိုင်မသွားခဲ့ဘူး他们没去餐厅သူအိမ်စာလုပ်ခဲ့တယ်他做了作业သူအိမ်စာမလုပ်ခဲ့ဘူး他没做作业သူမလက်ဆောင်ဝယ်ခဲ့တယ်他买了礼物သူမလက်ဆောင်မဝယ်ခဲ့ဘူး他没买礼物သူအလုပ်လုပ်ခဲ့တယ်他做了工作သူအလုပ်မလုပ်ခဲ့ဘူး他没做工作သူကစားစရာဝယ်ခဲ့တယ်他买了玩具သူကစားစရာမဝယ်ခဲ့ဘူး他没买玩具